ပြည်စုံငါမင်းနဲ့စကားပြောဖို့တော့လိုပြီကွာဟုတ်ကဲ့ပြောပါလေလေကျွန်တော်နားထောင်နေပါတယ်ခန့်တယ်မှုကိစ္စနဲ့ပတ်သက်နေမယ်ဆိုတာတော့မင်းလည်းရင်းပြီးလောက်ပါငါတူလေးကိုယောက်ျားတစ်ယောက်ဖြစ်စေချင်တာကွာယောက်ျားဆိုတာမိန်းမကိုပဲချစ်ရမယ်အေးယောက်ျားဆိုတာမိန်းမကိုပဲလက်ထပ်ရမယ်လေဟုတ်တယ်မလားပြည်စုံငါပြောတာဟုတ်တယ်မလားလို့ငါဘာမှတော့မရှိတော့တဲ့နောက်ပိုင်းမှာငါတူလေးကိုငါပဲအကောင်းဆုံးကြိုးမွေးပြုစုစောက်ရှောက်လာတာပါကွာပြည်စုံငါမင်းကိုတောင်းပန်ပါတယ်ကွာငါတူလေးကိုတော့မိမစိတ်မသွင်းလိုက်ပါနဲ့ကွာလေးလေးတင်မနေပြီနော်ကျွန်တော်ခန့်တယ်မို့ဘာမှဖျက်အောင်တွေးဆောင်နေတာတခုမှမရှိဘူးသူကသူဖြစ်နေတာကြီးပြီးတော့သူအခုဖြစ်နေတာကိုလည်းကျွန်တော်ဘာမှလုပ်မပေးနိုင်ဘူးမင်းဘက်ကဘာစိတ်မှမရှိဘူးဆိုတာကိုလေငါနားနေပါတယ်ဒါပေမဲ့ကွာငါတူလေးကိုမင်းကယ်မှရမှာကွာပြေဆုံးငါတောင်းပန်ပါတယ်ကွာနော်ငါ့ကိုကူညီမှာကွာနော်ငါတောင်းပန်ပါတယ်ကွာလူလုပ်ပါနဲ့လေးလေးစိတ်ကိုရှော့ပါလေးလေးငါတောင်းပန်ပါတယ်ကွာငါတူလေးကိုယောက်ျားတစ်ယောက်ပဲဖြစ်စေချင်တာကွာယောက်ျားပဲဖြစ်ခွင့်ပေးပါကွာနော်ယောက်ျားပဲဖြစ်ခွင့်ပေးပါငါမတွေမရှိတော့တဲ့နောက်ပိုင်းမှာငါ့ကိုယုံကြည်ကြည်လေးနဲ့ထားခဲ့တာကိုတော့ထိုက်တန်လေးဖြစ်အောင်မင်းဘက်ကကူညီပေးပါကွာအခုဆိုလေငါဘာလို့ဘာကံမှလည်းမသိတော့ဘူးကွာမင်းသိတယ်မလားမိန်းမစိတ်ရှိနေတာတိတ်ရှက်ဖို့ကောင်းတာကွာငါလည်းလူတွေကိုဘလို့မျက်နှာပြတော့မသိတော့ဘူးကွာဘလို့ထုတ်ပြောရမှလည်းမသိတော့ဘူးခန့်တယ်မို့အခုလိုမျိုးဖြစ်နေတာတစားလေငါတိတ်သွားတာပဲကောင်းတယ်ကွာငါတိတ်သွားတာပဲကောင်းတယ်နော်လေးလေးဘာလို့အဲ့လိုပြောနေရလဲလေးလေးကိုကျွန်တော်သိချင်လေးလေးကျွန်တော်နဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်မဖြစ်စေရပါဘူးပြီးတော့ကျွန်တော်မှာချေရမယ်သူတသက်ရှိပြီးသားပါကျွန်တော်တက်နိုင်သလားလေးလေးကိုကူညီပေးပါမယ်ခန့်တယ်မို့လုံးဝပြောင်းလဲသွားပါလိမ့်မယ်လို့တော့ကျွန်တော်အာမမခံနိုင်ဘူးဒါမဲ့ကျွန်တော်အာမခံနိုင်တာတခုလို့ရှိတယ်အဲ့ဒါသူ့ပုံမှာထားတယ်ကျွန်တော်ရဲ့စိတ်ပဲကျွန်တော်ခန့်တယ်မို့ကျွန်တော်ညီလေးတယောက်ထပ်ပို့ပြီးတော့ဘာခံစားချက်မှမရှိဘူးအခုလည်းမရှိဘူးနောင်လည်းရှိမှာမဟုတ်အဲ့ဒါကိုတော့လေးလေးရှောင်ပါ